မင်္ဂလာပါဒီနေ့တော့ Robin Sharma ရဲ့နာမည်ကြီးစာအုပ် The 5am Club ထဲကအဓိက idea တွေကိုကျွန်တော်တို့အတူတူကြည့်သွားကြရအောင်ဒီစာအုပ်ကလေကိုယ့်ရဲ့စွမ်းဆောင်ရည်တွေကိုအမြင့်ဆုံးထိရောက်အောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့အကြောင်းကိုတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်လမ်းပုံစံနဲ့ပြောပြထားတာပါဒီစကားလေးက The 5am Club ရဲ့အဓိက message ကိုတကယ်ပဲပေါ်ပြနေတာပါဆိုလိုတာကကမ္ဘာအဆင့်မီအောင်မြင်သူတွေရဲ့အလေးချင်းတွေကအပင်ကကြည့်ရင်ထူးဆန်းတယ်ယူတယ်လို့ထင်ရနိုင်ပေမဲ့လေသူတို့ကြားနေရတဲ့အောင်မြင်မှုရဲ့တေသွားကိုတာမန်လူတွေကမကြားနိုင်လို့ပါပဲဇလန်းကဒီလိုစားတယ်ဗျာဘဝမှာမစ္စည်းလေးရဲ့လက်ပြောင်နေပြီးတော့အပြောင်းလဲတစ်ခုကိုတကယ်ကိုအသေးအတန်လိုအပ်နေတဲ့ဇက်ကောင်လူရောက်နေစဖွင့်ထားတယ်တယောက်ကစုံဦးတီထွန်လုပ်ငန်းရှင်မလေးသူ့ကုမ္ပဏီကိုမတရားအသိမ်းခံရတော့လို့ဖြစ်နေလို့ကိုတက်သေးဖို့အချီတောင်စဉ်းစားနေတဲ့သူပေါ့နောက်တစ်ယောက်ကတော့အမှုပညာသမားသူ့ရဲ့ဖန်တီးနိုင်စွမ်းတွေကလည်းခန်းချောက်နေပြီဒီအပေါ်ယံလောကကြီးကိုလည်းတော်တော်လေးစိတ်ကုံနေပြီအဲ့ဒီယောက်က The Spellbinder လို့ခေါ်တဲ့ဂူရူကြီးတယောက်ရဲ့ဟောပြောပွဲမှာသွားဆောင်ကြတာပါအဲ့ဒီဟောပြောပွဲမှာပဲသူတို့နှစ်ယောက်ကလျှို့ဝှက်စမ်းကြပြီးတော့လီအတွင်ပင်ဖရုပ်ဖျဲဖိနေတဲ့အင်ချီယာမဲ့တယောက်နဲ့ဆုံဖြစ်သွားတယ်ဒါပေမဲ့တကယ်တော့သူကတာမန်လူတယောက်မဟုတ်ဘူးဘီလီယံနာတယောက်ကအယောင်ဆောင်ထားတာပြီးတော့သူတို့နှစ်ယောက်ရဲ့ဘဝကိုတခါလဲပြောင်းပြန်လမ်းပေမဲ့မယုံနိုင်စရာအခွင့်အရေးတစ်ခုကိုကန့်လန့်ခဲ့တယ်ကဲဒီနေ့ကျွန်တော်တို့အထူးပြောထားမယ့်အကြောင်းအရာတွေကတော့မနက်ခင်းအတွက်2020 formula အတွင်းစိတ်ရဲ့ empire လေးခုထိတ်တန့်စွမ်းဆောင်ရဲ့အတွက် C chat နောက်ပြီးတော့တမိုင်းတွင်ကြံရဲမဲ့တူတယောက်ဘယ်လိုဖြစ်လာမလဲဆိုတဲ့အကြောင်းတွေပဲဖြစ်ပါတယ်ဟုတ်ပြီပထမဆုံးအချက်ကိုရင်ဆုံးစလိုက်ရအောင်အဲ့ဒါကတော့2020 formula တနည်းအားဖြင့်အောင်မြင်ခြင်းတနိုင်လို့ခေါ်တဲ့အလေးကျင့်ပါပဲဒီစကားကအစိုးထွင်းချင်းရဲ့စွမ်းအားကိုတကယ်ကိုအလေးပေးထားတာပါဆိုလိုချင်တာကအရှင်းရှင်းလေးပဲတနေ့တာကိုအောင်မြင်အောင်စနိုင်မှကြံတဲ့ရအားလုံးမှာတိုးတက်မှုဆိုတာကိုရနိုင်မယ်ဆိုတဲ့သဘောပါပဲဒီအောင်မြင်ခြင်းတနိုင်ကိုဘယ်လိုဖွဲ့စည်းထားလဲဆိုတော့မိနစ်20စီအပိုင်း3ပိုင်းပါပထမဆုံးမိနစ်20က move ပါချွေးပါတယ်ထွအောင်ကိုပြင်းပြင်းထန်ထန်လေ့ကျင့်ကလုပ်ရမှာပြီးရင်နောက်မိနစ်20က reflect chain အဲ့ဒီမှာ journal ရေးမလားတရားထိုင်မလားဒါမှမဟုတ်တနေ့တာအတွက် plan ဆွဲမလားစဉ်းစားသုံးသပ်ခြင်းပေါ့နောက်ဆုံးမိနစ်20က grow ပါကိုဖွံ့ဖြိုးတိုးတက်အောင်လုပ်ရမယ့်အချိန်ဆိုတော့စာဖတ်တာ audio book နားထောင်တာမျိုးတွေလုပ်ရမှာပါအဲ့ move ပိုင်းကိုဘာလို့အရင်ဆုံးလုပ်ရတာလဲဆိုတဲ့တိပတ်နေကြအကြောင်းပြအချက်ကတကယ်စိတ်ဝင်စားဖို့ကောင်းတယ်ကျွန်တော်ရဲ့ဆိုရင်ကြောင်းကြမှုဟော်မုန်းဖြစ်တဲ့ cortisol ကလည်းမနက်ခင်းမှာအမြင့်ဆုံးအချိန်ကြီးမှာရှိနေတယ်လေ့ကျင့်ခန်းလုပ်လိုက်တာနဲ့အဲ့ဒီ cortisol ပမာဏကချက်ချင်းကိုတိတိတသားထိုးကျသွားပြီးတနေ့တာလုံးအတွက်အာယုံစူးစိုက်မှုနဲ့စိတ်တည်ငြိမ်မှုကိုရရှိစေတာပေါ့ဒါမှဒီလေ့ကျင့်ကခဏတာစိတ်ကြည်လင်မှုအတွက်ပဲတော့မဟုတ်ဘူးတကယ်တော့မှရေရှည်အတွက်တိဆောက်ပေးနေတဲ့အရာတွေရှိပါတယ်အဲ့ဒါကတော့အတွင်းစိတ်ရဲ့ empire လေးဟုလို့ခေါ်တဲ့ကျွမ်းကျင်မှုရဲ့အတွင်းပိုင်းအခြေခံအုတ်မြစ်တွေပါပဲ2020 formula ကနေကျွန်တော်တို့တိဆောက်တွားရမယ်အတွဲစိတ်ရဲ့ empire ၄ခုရှိပါတယ် mindset ဆိုတာကတော့ကျွန်တော်တို့ရဲ့အတွဲခေါ်နဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေပေါ့ heart set ကစိတ်ခံစားမှုပိုင်းဆိုင်ရာကျန်းမာရေးကိုပြောတာပါ health set ကတော့ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးပြီးတော့ soul set ကကိုယ့်ရဲ့စိတ်ဝိညာဉ်ငြိမ်းချမ်းမှုနဲ့ရည်ရွယ်ချက်ကိုရည်ညွှန်းပါတယ်ဒီ၄ခုလုံးဟန်ချက်ညီနေဖို့ကအဓိကပါပဲဒီစကား health set ကြီးရဲ့ရေးကြီးပုံကိုတော်တော်လေးထိမိမိပြောထားတာပါကျမ်းမာခြင်းဆိုတာကျမ်းမာနေတဲ့သူရဲ့ခေါင်းပေါ်အသေးအဖူတစ်ခုလိုပဲတဲ့နေမကောင်းဖြစ်နေတဲ့သူကမှအဲ့ဒီသေးအဖူကိုမြင်လိုက်တာလေတော်တော်များများကကျမ်းမာရေးကိုမဆုံးရှုံးခင်အထိကံမိုးမထားမိတဲ့ကြဖို့မဟုတ်လားအတွင်းစိတ် empire တွေကိုတည်ဆောက်နေပြီဆိုပါတော့အဲ့ဒီစွမ်းဆောင်ရည်ကိုမောပမထွားပဲဘလို့ရေရှည်ထိမ့်သိမ့်မလဲအဲ့ဒီမှာပဲထိတ်တန်းစွမ်းဆောင်ရည်တဲ့ feature နာမမို့တန်ထရာနှစ်ခု twin cycle ဆိုတဲ့သဘောတရားကဝင်လာပါတယ်ရေရှည်မှာထိတ်တန်းစွမ်းဆောင်ရည်ကိုထိန်းထားနိုင်ဖို့ဆိုရင်ဒီတန်တရားနှစ်ခုကြားမှာအလဲကျသွားလာနေဖို့လိုပါတယ်တစ်ခုကတော့အာယုံစူးစိုက်မှုအပြည့်နဲ့ပြင်းပြင်းထန်ထန်အလုပ်လုပ်တဲ့အခါလာ high excellence cycle ပေါ့နောက်တစ်ခုကတော့အနာယူအပန်းဖြေပြီးပြန်လည်အားဖြည့်တဲ့ကာလ deep refueling cycle ပါအဓိကအချက်ကတော့ရေရှည်တည်တတ်တဲ့ထူးချွန့်ပြောင်ပြောင်မှုဆိုတာအမြဲတမ်းအပြေးလွှတ်အသေးအတန်လုပ်နေရတာမျိုးမဟုတ်ပါဘူးဒါဟာအစမ်းခုန်စူးစမ်းအားထုတ်မှုနဲ့နက်နက်ရှိုင်းအနာယူမှုကြားကဉာဏ်ပညာရှိတဲ့စီးချက်ညီလှုပ်ရှားမှုတစ်ခုသာဖြစ်ပါတယ်ဒီလိုအလုပ်နဲ့အနားယူမှုစီချက်ကိုကျွမ်းကျင်ပိုင်နိုင်လာတဲ့အခါမှာနေ့စဉ်လုပ်နေတဲ့အလေးအကျင့်တွေကပိုပြီးကြီးမားတဲ့အရာတစ်ခုကိုစတင်တည်ဆောက်လာပါပြီအဲ့လာကတော့တမိုင်းတွင်ကြံရင်းမဲ့သူတယောက်ဖြစ်လာခြင်းဆိုတဲ့အဆုံးစွန်ရလက်စီကိုဥတည်သွားတာပါပဲဒီလိုအလေးရချင်းတွေကနေရရှိလာမဲ့အဓိကအရေးအတွေ့တစ်ခုကတော့ grit ပါပဲဒါဟာမွေးရပအရေးချင်းထက်ကိုထိတ်တန့်စွမ်းဆောင်ရည်ရှိသူတွေကိုပို့ပြီးအသေးပဲဖွင့်ဆိုပေးနိုင်တဲ့
စိတ်တက်ခိုင်မာမှုစီကံရှိမှုခန္ဓာရည်ရှိမှုနဲ့ဇွဲလုံလိုတာကိုရည်ညွှန်းတာပါ ကဲဒါကတော့ဘီလီယံနာကြီးရဲ့လမ်းယွန်ချက်တွေတဲကအဓိကအချက်တချို့ပါပစ္စည်းဥစ္စာတွေစုဆောင်းသူမဖြစ်ဖက်အန်တော်ဆရာကောင်းတဲ့အတွေ့အကြုံတွေစုဆောင်းသူဖြစ်ပါစေကိုယ့်ရဲ့အာယုံစုဆိုင်မှုနဲ့စွမ်းရင်ကိုကာကွယ်ဖို့အတွက်အဆူးမြင်တဲ့လူတွေကိုရှောင်တခြားသူတွေကိုနက်နက်ရှမ်းရှမ်းချစ်ခင်ခြင်းကဘယ်ရနဲ့မှအနိုင်ယူလို့မရတဲ့ပျော်ရွှင်မှုကိုပေးနိုင်ပါတယ်ခေါင်းဆောင်ဆိုလားအတုံးဝင်ဖို့နဲ့အများကျိုးအတွက်အလို့ချပြဖို့ပါပဲ ဒီစကားက The 5am Club ရဲ့အနေသားတာကိုအပြည့်အဝဖို့ပြနေတာပါပဲမနခင်ကိုပိုင်းနေဆောင်အတုံးချင်းချင်းအောက်ခေကိုယ့်ရဲ့တနေတာကိုယ့်ရဲ့ဘဝနောက်ဆုံးမှာတော့ကိုယ့်ရဲ့ကံကြမ္မာကိုကိုယ်တိုင်သုံးဖော်နိုင်တဲ့ဆိုတဲ့အသည့်တရားကိုပြေစွမ်းပါတယ် နေကုန်းချို့အနေနဲ့ပြောရရင်မနက်ခင်းအချိန်တွေကိုကျွမ်းပင်ပိုင်နိုင်စွာအထုံးချပြီးကိုယ့်ရဲ့အတွင်းစိတ် empire တွေကိုခေါင်းကောင်းဖြူစုဖြိုးထန်ခြင်းအပြင်ဘယ်သူမှဆိုတာမန်ဘဝကနေတမိုင်းတွင်ချမ်းရည်မဲ့ဘဝတစ်ခုကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ် ကဲအဆောင်တိုင်အနေနဲ့စဉ်းစားစရာလေးတခုထားခဲ့ခြင်းပါတယ်ကမ္ဘာစိတ်မီဘွားတခုကိုမနက်ခင်းအစောပိုင်းနာရီအိမ်မှာတိဆောက်ရတယ်ဆိုရင်လေမနက်ဖြန်မနက်ခင်းပါတော့ဘလို့အရာတွေကိုတိဆောက်ပေးနိုင်မလဲ